Hello မင်္ဂလာပါဦးစင်းကဒီ950 Z တော်တွေကိုပေါ့ AI နဲ့တရုတ်ဖော်ဓာတ်ပုံထုတ်တဲ့နည်းရောအဲ့ဒါလေးကိုဆွေးနွေးပြသွားမှာဖြစ်ပါတယ်ဓာတ်ပုံထုတ်တဲ့နည်းကိုအဲ့တော့ဒီမှာ950 Z တော်တွေကဒီမှာဧကကနိပတ်အပ္ပနကဝက်အပ္ပနက Z ပေါ့အဲ့တော့အပ္ပနက Z ဆိုရတဲ့အဲ့ဒီထင်ရှားတဲ့ Z တစ်ခုရှိပါသေးတယ်အဲ့ဒီထင်ရှားတဲ့ Z ကဘာရှိလဲဆိုတော့အပ္ပနက Z တဲ့ထင်ရှားတာရွေးကုန်တဲ့ Z ရွေးကုန်တဲ့ Z တဲ့ရွေးကုန်တဲ့ Z ဆိုပိုကောင်းတယ်ရွေးကုန်တဲ့ Z နာမည်တော့မေ့နေတော့ပြန်ကြည့်လောက်ရွေးကုန်တဲ့ Z ကိုမေ့နေတယ်တဲ့အေးအကြောင်းနဲ့ဆိုတော့ဒီကပဲကြည့်လိုက်တော့မယ်စတကမတိကမှာကြည့်လိုက်တွေ့ပါတယ်တေရိဝ Z ပါနော်တေရိဝ Z တဲ့ဒီမှာ Wikipedia မှာရှာလိုက်မယ်တေရိဝ Z အဲ့တော့တေရိဝ Z တဲ့တွေ့ပါတယ်အဲ့တော့သူလည်းဧကကနိပတ်ပဲအပ္ပနကဝတ်ထဲမှာပဲအဲ့တော့ဒီမှာတေရိဝဝါနိဇ Z တဲ့ဒီမှာကျတော့ပြထားတာရပါတယ်အဲ့တော့ဒီမှာ nobu AI မှာတွားပြီးတော့ဒီမှာအောက်ဖော်ပြပါအောက်ဖော်ပြပါဘာညာလုပ်နေတယ်ဒီလိုပဲလုပ်လိုက်ရတယ်တေရီဝဝဏိရဇက်ကိုပေါ့အင်္ဂလိပ်လိုအကျဉ်းချုပ်ပေးပါအင်္ဂလိပ်လိုအကျဉ်းချုပ်ပေးပါအကျဉ်းချုပ်ပေးပါဆိုလိုက်ရတယ်အဲ့ဒီမှာအင်္ဂလိပ်လိုအကျဉ်းချုပ်အဲ့တော့ Nobu AI မှာတွားပြီးတော့ခိုင်းရခြင်းအကြောင်းရှိတယ် Nobu AI ကဒီဗုဒ္ဓဘာသာအတွက်တည်တံ့ထုတ်ထားတဲ့ AI ဖြစ်လို့ပါအဲ့တော့ဒီမှာ Nobu AI မှာထုတ်ပြထားပြီပါနော်တေရီဝဝါနိကြဂျတကပါနော်အဲ့တော့ is a story above two merchants ကုန်တဲ့နှစ်ယောက်ပေါ့နော် both from village called city was let me share the consist summary in English အဲ့တော့အချင်းချုပ်share ဝင်ပြပါပါနော်အဲ့တော့ဒီမှာသူ့ရဲ့အချင်းချုပ်လေးပေါ့ဒီမှာတီလဝါဟာ river စရဖြစ်ပါနော်သူတို့ကရောင်းတဲ့ဟာဒါပါဖြစ်မလဲ selling there where goods product တွေပါပဲနော် granddaughter golden bowl and aware of this true value of its true value အဲ့ထားပါတော့ဒီဟာကမှန်ပြီဆိုလို့ရှိရင်ဒီဇက်ကမှန်တယ်ဆိုလို့ရှိရင်အကြောင်းအရာပေါ့နော်အဲ့တော့မှန်တော့လွယ်လွယ်လေးတော့ဖတ်တဲ့နည်းတော့ရှိပါတယ်ဟိုကအရင်ဆုံးမြန်မာလိုဖတ်ထားပေါ့ပြီးမှဒီဟာကို translate လုပ်လိုက်လေရတယ်အဲ့လိုလေးရပါတယ်နော်အဲ့တော့လောဘကြီးတဲ့ဂုံတွေအဲ့တော့ဒါ translate လုပ်လိုက်တာပေါ့ထားပါအဲ့ translate လုပ်တဲ့နည်းကအများကြီးရှိပါတယ်အဲ့တော့ဒီအကြောင်းအရာမှန်တယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီအကြောင်းအရာကိုcopy ယူလိုက်ပေါ့
အဲ့တော့ copy ယူပြီးတော့ဒီမှာပဲပြန်ခိုင်းရင်တော့ရမယ်အနေထားရှိတယ်ဒါပေမဲ့မခိုင်းပါဘူးဦးဇင်း ChatGPT မှာပဲတွားပြီးတော့ခိုင်းလိုက်မယ်ပေါ့နော်ဘယ်လိုခိုင်းလိုက်မယ်ဆိုတော့အောက်ဖော်ပြပါသတ်တော်ကိုတပ်ပုံပြုလုပ်ရန်ပေါ့English prompt PROMP PT ဟုတ်လား prompt English prompt ရေးပြပါအဲ့တော့အောက်ဖော်ပြပါဆိုခုန copy ကူးထားတဲ့ဟာကိုထည့်လိုက်ပါနော်အဲ့သူ prompt ရေးပြလိုက်မယ်ကဲသွားမယ်ဒီမှာ prompt ရေးပြီ prompt for image generation an Asian Indian village prompt ကတော့နည်းနည်းရှိတယ်water color တွေ cartoon တွေ realistic တွေ Asian ဒါကဘာဖြစ်မလဲမသိဘူးအဲ့တော့ထားပါတော့အဲ့တော့ရေစေးတို့ကာတွန်းပုံတို့ဘယ်ဟာရကြင်တော့အဲ့ဒါကိုယ့်အကိုတက်ထည့်လို့ရတယ်ဒါပေမဲ့မထည့်တော့ပါဘူးဦးဇင်းကတော့သူ့အတိုင်းလေးပဲထားလိုက်တော့ဒီထဲမှာရှာပြီးထည့်လို့ရတယ်ပေါ့နော်ဒါလည်း translate လုပ်လို့ရပါတယ်ဒါတွေ copy ကူးပြီးတော့နောက်ထပ် AI တစ်ခုမှတွားပြီးတော့ဓာတ်ပုံလုပ်ခိုင်းဒီမှာလည်းလုပ်ခိုင်းလို့တော့ရပါတယ်မရဘူးတော့မဟုတ်ဘူးအဲ့တော့ဓာတ်ပုံလုပ်ခိုင်းလို့ရတယ်ဒီ ChatGPT မှာလည်းဒါပေမဲ့ဦးဇင်းအဲ့ဒါမလုပ်တော့ဘူးဒီမှာ Canva မှာပဲတွားလုပ်တော့မှာပေါ့နော်အဲ့တော့ဒီမှာ Canva ထဲဝင်ပြီးလို့ရှိရင်ဒီမှာCanva AI တော့ရှိတယ်အဲ့ဒီမှာခုနစာတွားထည့်လိုက်ရတယ်အဲ့ဆိုရင်ကိုထုတ်ရှင်တဲ့ပုံထုတ်လို့ရပြီပေါ့နော်အဲ့တော့အကြောင်းအရာမှန်ရင်ပိုကောင်းတာပေါ့ဒီမှာ body data ဆိုတာဖျားပုံတွေပဲပိုင်ပါလာမှာဟုတ်လားတော့ body data ဆိုတန်းပြီးတော့တက်ရပြန်လာဆိုတော့ကဲဟုတ်ပါပြီကဲစမ်းကြည့်ကြတာပေါ့အခုဓာတ်ပုံထုတ်တော့မှာဟောဓာတ်ပုံထွက်လာတယ်အဲ့တော့ဒီလိုဓာတ်ပုံလေးထွက်လာပါတော့အဲ့တော့ရွက်ကုန်တဲ့ဇက်တွေဒီလိုပုံလေးထွက်လာအဲ့တော့ကိုကြိုက်တဲ့ပုံထောင်းလို့ဆွဲလိုက်ရုံပဲဒီမှာသူဇက်ကြောင်းနဲ့ကြည့်ပြီးတော့အမှဟွာလေးလောက်ထားပုံလေးထုတ်ပေးတာပေါ့နော်ဒီမှာကတော့ဖျားပုံလို့ပါနေတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့တော့ဒီပုံဆိုရင်တော့ပိုပြီးအဆင်ပြေတယ်ဒီမှာမုတ်စိတ်တွေပါနေတယ်ဒီမှာလည်းကုံတဲ့ပုံလေးနေပါနော်အဲ့တော့ကိုကြိုက်တဲ့ပုံလေးကိုအခုလို download ဆွဲလိုက်သူကစာများလို့ဟိုဟာတန့်ပြီးတော့ဟိုဟာနည်းနည်းလေးပြန်ဖြတ်လိုက်ရပါတယ်ဒီဇက်နာမည်လေးပေးလိုက်ရင်ပေါ့ကောင်းတယ်ပေါ့နော်ဒီဒီပါဇက်ပေါ့အဲ့တော့3ခုမြောက်ဆိုလဲ3ခုမြောက်နံပါတ်3တစ်ခါလေးထည့်လိုက်ဒီဒီပါဇက်ဝါနိဇာမှာပါလဲရပါတယ်အဲ့တော့အဲ့လိုထည့်ပြီးလို့ရှိရင်ကိုသုံးပြုခြင်းတဲ့နေရာမှာတွားပြီးတော့ထားလို့ရပါတယ်ရွေးကုန်တဲ့ဇက်အဲ့တော့ဥစဉ်ကတော့ဒီမှာရွေးကုန်တဲ့ဇက်ဆိုတော့ဒီမှာတေဒီဝဇက်ပေါ့နော်ဒီနေရာမှာထားလိုက်မယ်ပုံဒီအောက်မှာအဲ့တော့ဒီ Microsoft Word မှာလည်းလုပ်လို့ထည့်လို့ရပါတယ်အဲ့လိုဒီပုံထည့်လိုက်မယ်အဲ့ဒါပြီးသွားပြီပါနော်သူနဲ့လိုက်ဖက်မယ်ပုံဝနုပထဇက်တော့ငါဘယ်လိုကြောက်နော်ဩဥစဉ်ဟုတ်တယ်နော်ဒီနေရာထည့်ရမှာမှန်ပါတယ်ဝနုပထဇက်ပြီးမှဒီတေဒီဝဇက်လာအဲ့လိုလေးထည့်လိုက်ရတယ်အဲ့ဒီပုံလေးနည်းနည်းပြင်လို့ရပါသေးတယ်ဒီ Microsoft Word မှာလည်းပြင်လို့ရတယ်အဲ့တော့ဗီဒီယိုရှေ့မှာကြောက်လို့ဒီလောက်နဲ့ပဲဟိုဖြစ်လိုက်မယ်ပေါ့နားလိုက်တော့မယ်ပေါ့နော်အဲ့တော့နောက်တစ်ခုပြောရကြံခဲ့ရပါနော်
အဲ့တော့ဒီမှာပရွန်ထုတ်တဲ့နည်းလေးရှိတယ်ပေါ့နော်ဒီဓာတ်ပုံကိုလှုပ်ထားတဲ့ပုံစံကိုနောက်လူတွေအလွယ်တကူအသုံးပြုလို့ရကျင်တယ်ဆိုရင်ဒီပုံလေးကိုထောက်လိုက်တစ်ချက်အဲ့ပြီးတော့ဒီမှာ prompt detail ဆိုပါတယ်အဲ့တော့ခုနကဦးဇင်းတို့ဖိုလိုလှုပ်တဲ့ prompt ရဲ့ detail ပေါ့နော်အဲ့မှာသူကအဲ့ဒါလေးကို copy ကူးလိုက် copy ကူးပြီးတော့ခုနဓာတ်ပုံနဲ့ပေါ့နော်တခြားသူတွေကိုပြကျင်တယ်ဆိုလို့ရှိရင်ဒီဓာတ်ပုံကိုဒီစာတွေရေးပြီးတော့ prompt ထုတ်ထားတယ်လို့ပြလို့ရတယ်ပေါ့နော်ဒီမှာတော့ prompt ဆိုပြီးတော့မှတ်ပေးလိုက် prompt p p r o m p t prompt detail p a i n s detail ဒါဆိုရင်ဒါဟောပေါ့ဓာတ်ပုံလုပ်တဲ့ပုံထုတ်တဲ့နီးရောဒါအသေးစိတ်အဲ့လိုလုပ်လို့ရတယ်ဒါတော့ဘုဒ္ဓရပါပေါ့ဘုဒ္ဓရဆိုမဲ့လေဒီအကယ်၍တော်ကျွမ်းကျင်နေဆိုရင်ဒါ professional အဆင့်ထိရောက်သွားမှာပဲဒီထဲမှာကိုယ့်အကူခုနကလို့ပြင်ကျင်တဲ့ဟာလေးရှိရင်ပြင်လို့ရတယ်ပေါ့နော်ခုနရေဆေးတို့ပါလို့ဆိုတာကြီးအဲ့ဒါကြီးထည့်လို့ရတယ်သူကတော့ realistic ဘက်ကိုသွားတယ်တဲ့တူပါတယ်ဥစဉ်တော့ဒီစာတွေကောမဖတ်ဘူးပေါ့လေနော်အဲ့တော့ real element အဲ့တော့ကြေးလက်ဒေတာပုံစံလေးပေါ့ဇက်ကလည်းကြေးလက်ဒေတာမှာဖြစ်တာဆိုတော့ traditional Indian architecture ဟုတ်ပါပြီရှေ့တော့မှကြာလို့ဒီလောက်နဲ့ပဲနားလိုက်ပါမယ်အလင်းတင်တော့တစ်ခါပြန်ပြီးတော့ဒီဓာတ်ပုံထုတ်တဲ့နည်းပြန်ပြီးတော့ဆွေးနွေးပြမှာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေ